ဘုန်းကြီးတို့ဝှက်ချင်တယ်ကဘုန်းကြီးတို့မပြောတတ်လို့ခက်နေတာ ဘယ်တကယ်ဘုန်းကြီးဝတ် စင်ကူမှာဘုန်းကြီးဝှက်လိုက်ရင်ငါထောမှာတော့ ဘယ်တကယ်ဘုန်းကြီးဝတ်အဲ့ဒါပြောတာစင်ကုန်မှာထားခဲ့ဝေတောက်တစ်လောက်6သိန်းပဲလွှဲပြီတာဘုန်းကြီး အောင်မယ်ဘုန်းကြီးဘွားရောက်တော့ငါခိုင်းစားနေသေးတယ် ဘုန်းတကယ်ဘုန်းလား6သိန်းအဖေဒီမှာအဖေကသိန်း20လောက်ရ အေးပါဘုန်းကြီးတို့မပြောတတ်လို့ငါဘယ်လိုဝှက်မလဲ ခဏနေဘုန်းကြီးဖြစ်သွားတယ်ချက်ချင်းတိုင်းလို့မလဲအေးဖြစ်တယ်လို့ဖလုတ်ပြတာရဟာ အဲ့ဒါဘာလို့လဲ တင်ငန်းနဲ့ပတ်လိုက်ပြီဘုန်းကြီးပဲ ဘုန်းကြီးတော့ဟုတ်တယ်ဘုန်းကြီးတို့မပြောတတ်တော့ဘယ်လိုလုပ် တားတင်ပေးမယ်ပြ6သိန်းပဲပို့ရတယ်ကိစ္စမရှိဘူးဟိုအိမ်လည်းတောင်းလွှဲလိုက် မင်းဘုန်းကြီးတို့ပြောတတ် ပြောတတ်တယ် အပြောတတ်ရင်ငါသင်ပေးတာ ဖေရ အပြောတတ်ရင်ငါတော့ဘုန်းကြီးကို ဖေရဘုန်းကြီးပေါ့ ကမင်းအစွန်းတကာအစွန်းပစ် အဖေကဘာဘုန်းကြီးတော့ ငါအစဘုန်းကြီးအစ ဘုန်းကြီးဘွဲအဆန်းလား အစကြားဘူးလားဘုန်းကြီးဘွဲ့မြန်အစလို့နမူနာကမင်းလည်းအပြောလေးကြည့်အောင်လေးကြည့်ပြီးလို့ရှိရင်မနေ့ကျတော့ငါပြိခရာတွေငါဝယ်ပြီးတော့တခါတည်းပစက်တယ်ပဲ ရတယ် ကဲဘုန်းကြီးစွန်းပစ် ရှင်ဗျာတပည့်တော်တွေစွန်းစားကြပါဗျာ ဖဲတကပါစွန်းလဲ တပည့်တော်တူလေးတက်ပြင်မောလင့်ကြလို့ပါဗျာ ဒီလောက်ဆော်တဲ့တေချင်းစိုးလေးတေးသွားအေးရောပေါ့ကွာ ဟာဖေအဖေအဲ့လိုပြောလို့စိတ်ကူမှာစွန်းကတော့ပါဗောဖေ ငါမပြောတတ်လို့မင်းသင် အဲ့ ပေး ဒီ ပါ အ လို့ ပြောဆိုကြတော့လောကကလေးဒီလိုပြော တော်တော်မြင့်မြင့်ကြသလားကြိုးပဲသွားသေးသလားကြက်စီးလို့ရရင်လားသွေးနဲ့တန်တွေထွက်ကုန်သေးလားဆေးရုံတင်လိုက်ရတယ်လားတင်ဆော့တာပဲမင်းတို့ကမတားကြဘူးလားကွာ တက်တာတက်ရှိရကြီးပဲ ဟောအဲ့လိုပြောရမှာကဲဟုတ်ပြီ ပါပါဗျာတပည့်တော်တွေစွန်းစားကြပါ ဖဲ ဗျာ တကပါစွန်းလဲ တပည့်တော်တူမာလေးမင်္ဂလာဆောင်ပါဗျာ တော်တော်မြင့်မြင့်ကြသလားကြိုးပဲသွားသေးသလားကြက်စီးလို့ရရင်လားသွေးနဲ့တန်တွေထွက်ကုန်သေးလားဆေးရုံတင်လိုက်ရတယ်လားတင်ဆော့တာပဲမင်းတို့မတားကြဘူးလား ကိုတော့ တနည်းကိုတွေချီလိုလက်လိုနေဖြစ် ဘာလဲတကယ်ရှင်လို့ဗျာကိုတော့ဘိုးသေးဦးလေကိုတော့ မင်းက အဲ့ဒါတူမာလေးမင်္ဂလာဆောင်တော့ဒီလိုလောကနဲ့ပြော အော်သူတို့ချင်းတဲ့လူကိုကလည်းဒါလူကြီးပြီးပါလေပေးတာဒါမင်္ဂလာတော်တော်စီးတယ်လက်ဖို့ကတော်ရရလားနှစ်ဖက်ပြီးပါပြည်ပြည်လေးလေးပဲပေါ့ မတက်တာမတက်တယ်ခင်ဗျာအရှိရကြီးပဲပြန်ပြမယ်မှန်လားပါဗျာတပည့်တော်တွေစွန်းစားကြပါဗျာ ဖဲတကပါဆုံးလဲ တပည့်တော်အိမ်ကနမကြီးသေလို့ပါဗျာ သူတို့ချင်းတဲ့လူကိုကလည်းဒါလူကြီးပြီးပါလေပေးတာလားမင်္ဂလာတော်တော်စီးရတာလက်ဖို့ကတော်ရရလားနှစ်ဖက်ပြီးပါပြည်လေးလေးပဲပေါ့ ကိုတော့ဟုတ်သေးဦးလေနမကြီးနေတာကျတော့အဲ့လိုမဟုတ်ဘူးလေနမကြီးတဲ့လောကနဲ့နမကြီးက အော်ဒီနမကြီးကခံပြီးလာမျိုးကြီးနှုတ်သိပ်ထွက်တာမနေ့ကတော့ငါเจ้าနဲ့မျက်နှာစားလေးတယ်တနာပါတယ်ကျွတ်ကျွတ်ကျွတ် တက်တယ်နဲ့ကျူးပြန်ပဲ ရှင်ဗျာတပည့်တော်တွေစွန်းစားကြပါ ဖဲ ဗျာ တကပါဆုံးလဲ တပည့်တော်အဖွာဆုံးလို့ပါဗျာ အေးဒီနမကြီးကခံပြီးလာမျိုးကြီးကွာနှုတ်သိပ်ထွက်တာမနေ့ကတော့ငါเจ้าနဲ့မျက်နှာစားသေးတယ်တနာပါတယ်ကျွတ်ကျွတ်ကျွတ် ကိုတော့အဖွာဆုံးတာလေအဖွာဆုံးတယ်ကျတော့အဲ့လိုပြောမညာ အော်လူကြီးရောကလာနာရာရှိလာတုတ်ကွေးလာငပြားလာမသာပရိထားတို့ဖဲဝဲနေပဲလုတ်သေးတာရက်ကွက်ကိုအကြောင်းကြပေးတော့ တက်တယ်နဲ့ရှိရပြန်ပြမယ်ရှင်ဗျာတပည့်တော်တွေစွန်းစားကြပါ ဖဲ ဗျာ တကပါဆုံးလဲ တပည့်တော်နဲ့တတ်မွန်မြင့်နဲ့မင်္ဂလာဆောင်ပါဗျာ လူကြီးရောကလာနာရာရှိလာတုတ်ကွေးလာငပြားလာမသာပရိထားတို့အနက်တွေထွက်တာပါဘုန်းကြီးတို့ကတော့မေးတင်လို့လည်းပတ်တတ်သွား တက်သွား မတော်လို့ငါတို့ဒီပွဲကန်ထရိုက်တွေကသူတို့ကအလူတွေပါလူအဲဆိုအရှင်ဘုရားတပည့်တော်လူတော့ပါဘူးဆိုရင်တရားမဟောတတ်တာတော့မှပဲ၅ပါးသီလတော့ပေးတာမှဖြစ်ပါ သီလပေးဖို့ သီလပေးတာလေ့ကျင့်အောင်မင်းကသီလတောင်းအဖေကသီလပေး ဟုတ်ပါနော် သီလတောင်း ဩဃာသာရပါလို့ရှင်ဗျာ ဘုရားစတရားလည်းပြည့်စီ ခဲတူလိုက်ရ မင်းတော့တိုးသေးတာငါတိုးမှာပေါ့ဟာမင်းရှေ့မငါရှေ့မှာပေါ့ငါ့ကိုစိတ်ညစ်အောင်မလုပ်တော့ငါပြန်လို့မူပလိုက်မှာ လောက်ပါဗျာလင်ကားတွေဈေးကြီးပါဗျာလည်းလုပ်ပြပါဦးဗျာ ရှေ့လေးလောက်ခံမှာလင်းကျင်ပါလေဆိုကမင်းအတူရိုက်နေသေးတယ် ဩဃာသာခါယကဝစီကမလို့ခန္ဓာမလို့ခသေလို့ပြလို့ကိုပြောပါသေးကျိုးငါပရမတုပြတဲ့ဒီနေ့ကျိုးရောပြရင်တရားနန္ဒကနဲ့နမသုမတို့ကိုယူသေးလေးပဲလက်ဆုံးဖို့ရှ िख ိုဘုရားဘုရားမရှောကတော့ပါဤရှင်ဗျာ ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့အားရှိခိုးကြီးအိန္ဒိယမျက်လုံးကြီးအိန္ဒိယပူဇော်ကြီးအိန္ဒိယဖြစ်တော်မူပေထသောအကျိုးအားကြောင့်လာမဲ့ပြာဆိုလာဇ10ရက်နေ့နိဗ္ဗာန်ရောက်စေ တင်းကြပါလားဟဲ့နိဗ္ဗာန်ပို့တော့ရက်ဆွဲနဲ့ပို့နေပါ မင်းအကုသိုလ်များနေလို့ပါကွယ်နောက်ကညီညာညာလိုက်ဆိုတာဟိ အဟမန္တိ အပန္ဒီ ဒီတရဏိနာသဟ ဒီတရဏိနာတဟ ပိသတိလံ သစ္စာဒီလံ မယသာမိ ဓမ္မယသာမိ လောကံကတဝါ လောကံကတဝါ ဒီလန္တိထ ဒီလန္တိထ မေဗန္တိ မေဗန္တိ ယမဟာဝရမိသံဝရိထ အာမဗတိပါရှိဗျာ မှန် ဟောရငါအရှိအသင်ပေးရမှာမင်းကနောက်ကလိုက်ဆိုရမှာ တို့ရှိရသွားတယ် နောက်ကလိုက်ဆိုတောရွာကတောရွာက ဩဃာသာ မကနာကြံကာလီကြံငပြောကြံ ကာယကံဝစီကမနောကံ ကကူရ6ပြငပဲ4ပြသနာပြရှင်ပြ အဘေသုံးမကံသုံးမယတိရှိပါ စိတ်တတိကလာလေးကွင်းစုတိဖြစ် ဝိ ၍ ပတ္တိတရား၄ပါးကင်းလို့ဒီကြည့် ဓလဝနှခမ်းရှိ အဟမန္တိ ရှိမနေကြပါနဲ့ ပိတရိဏသဟ နရအရင်ကဒီလိုပြန် သဟပိသတိလံ ငပြန်တာမိ ဓမ္မယသာမိ တရုတ်ငဆန်ခကလံ အနုကဟံကတဝါ ဒီတပကံပေးပါအိဆန်းငွေ ဒီလတေထမေဗန္တိ ဘူးစီကွာစီ ဒုတိယပိ
ဗျာမနှခမ်းရှိ အဟမတိ တလောထချငလာကောငမြာကောဇံကံဇံဘုထဘွာ နမောတတ္တဘဂဝါတောအထတောသမ္မာသမ္ဗုဒ္ဓတ္တ ဥက္ကံတလဝံဖြစ်ထာမိ ဗုဒ္ဓံတရဏံကိစ္ဆာမိ ဘူးစီကွာစီဥက္ကံတလဝံဖြစ်ထာမိ ဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိ ခယမထညက်ပါလေးတစ်ခု သမ္မန္တာစက္ကဝါလေတု အမပသိငါပြန်လာနေတရားမရှိ ရွှေတရားမရှိတဲ့ဖာရဟနာပို့လိုက်တော့